အင်္ဂလိပ်စာလေ့လာနေတဲ့နဲ့ဟာဘလို့မှမတိုးတက်နိုင်တော့ဘူးဒီသက်သက်တော့အင်္ဂလိပ်လိုမပြောနိုင်တော့ဘူးဘလောက်စူးစမ်းတိုးတက်မလာဘူးဆိုတော့ခံစားချက်မျိုးဖြစ်ဘူးလားဖြစ်ဘူးတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုမှာဒီလိုဖြစ်တာကိုတယောက်တည်းမဟုတ်ဘူးဆိုတဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်အင်္ဂလိပ်စာလေ့လာတဲ့အခါမှာလူတိုင်းကြော်ဖြတ်ရတဲ့ stage ၄ခုရှိလို့ပါအားလုံးပဲမင်္ဂလာပါဒီကတော့ Paragon Education အားတစ်ချက်စီရဖြစ်ပါတယ်ဒီချက်တော့အင်္ဂလိပ်စာကိုလေ့လာတဲ့အခါမှာရှေ့မှာပြောခဲ့သလို stage ၄ခုရှိတယ်ပေါ့နော်ပထမဆုံး stage ကိုတော့ချက်တော့ motivation stage လို့ခေါ်ပါတယ်ဒီ stage ကပဲချက်တို့ကို classroom တွေထဲကိုရောက်လာစေတယ်ဒီ stage ကပဲ self study လုပ်မယ်ဆိုလို့ရှိရင်လည်းစာအုပ်ကင်ပြီးတော့စပြီးတော့ self study စလုပ်ဖြစ်တဲ့ stage ပေါ့နော် stage 2ကတော့ realization stage လို့ခေါ်ပါတယ်ဒီ stage ရောက်တဲ့အခါမှာတော့အင်္ဂလိပ်စာဒီကိုထင်ထားတဲ့လောက်မလွယ်ဘူးဆိုတာကိုစပြီးတော့သိလာရတဲ့ stage ဖြစ်ပါတယ်လေ့လာရမယ့် grammar patterns တွေအများကြီးရှိတယ်ကိုမသိသေးတဲ့ vocabulary အများကြီးရှိတယ် functional language တွေ listening reading writing speaking skill တွေအဲ့တော့အများကြီးသင်ရမယ်ဆိုတာကိုစပြီးတော့သိလာတဲ့ stage ဖြစ်ပါတယ်တတိယ stage ကိုတော့ depression stage ဒါမှမဟုတ်ရင် frustration stage လို့ကျွန်တော်ခေါ်ပါတယ်အဲ့တော့ဒီ stage ရောက်တဲ့အခါမှာကျောင်းသားတွေကစပြီးတော့စိတ်သက်ကြလာတယ်သင်ကြားရများတယ်သိရမှာများတယ်ကိုက concentration မရှိနိုင်ဘူးအချိန်လည်းမပေးနိုင်ဘူးဒီလိုအခြေအနေမျိုးဖြစ်တဲ့အခါမှာစာလေ့လာနေရင်လည်းစိတ်သက်ကြတတ်ပါတယ်နောက်ဆုံး stage ကတော့ reflection stage လို့ကျွန်တော်ခေါ်ပါတယ်အဲ့တော့ဒီ stage ရောက်တဲ့အခါမှာတော့ကိုယ့်ရဲ့အမားတွေကိုကမြင်လာတယ်မြင်လာတဲ့အပြင်ပြင်တက်လာတယ်ဘာတွေမားနေလဲဘာကြောင့်မားလဲဆိုတော့သိပြီးတော့ပြင်တက်လာတဲ့အခါမှာတော့စပြီးတော့တိုးတက်မှုတွေ့ရတဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့အများစုက stage 3ကနေမကျော်ဖြတ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့လိုအပ်တဲ့ guidance ကောင်းမရလို့ပါ။တချို့ကဘာသာစကားတစ်ခုလေ့လာတဲ့အခါမှာတူကိုအမားတွေကလုံးမိတတ်တယ်။ဒီခါလေးကျရင်ကိုယ့်အကိုဘာတွေမားနေလဲဆိုတာကိုသိတယ်။ဒါပေမဲ့ဘယ်လိုပြင်ရမလဲဆိုတာကိုမသိဘူး။အဲ့တော့ဒီလိုအခြေအနေမျိုးမှာ guidance ကောင်းရလိုက်တယ်ဆိုရင်တော့အမားတွေကိုပြင်သွားရင်းနဲ့တိုးတက်လာတယ်ဆိုရင်တူကိုဒါ motivation ပြန်ရတယ်ဆက်ပြီးတော့လုပ်ချင်စိတ်ရှိရပေါ့နော်။အဲ့လိုမဟုတ်ဘဲနဲ့ကိုဒီ guidance မရဘူးဆိုလို့ရှိရင်တော့မလုပ်တော့ပဲနဲ့ပြစ်ထားလိုက်မယ်ဒီတိုင်းပဲပြီးသွားမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ချေတို့ကဒီ stage 3ကိုကောင်းကောင်းကြိုဖြတ်ဖို့လိုပါတယ် stage 3မှာပဲလက်လျှော့လိုက်ရတဲ့အခြေအနေမျိုးဒီဘယ် level အကြောင်းသားတွေအများစုဖြစ်လဲဆိုရင် elementary level အကြောင်းသားတွေအများစုဖြစ်ပါတယ်တခြား level တွေရောဖြစ်လာဆိုရင်ဖြစ်နိုင်ချေရတော့ရှိဒါပေမဲ့လည်းဥပမာခြေပြောချင်တာ pre intermediate level ဆိုလဲသူဒီ elementary level ကိုကြော်ဖြတ်ခဲ့ပြီးပြီ elementary level မှာကြုံရတဲ့ဒီ depression stage ကိုကြော်ဖြတ်နိုင်ခဲ့ပြီးပြီလောက်နိုင်ခဲ့ပြီးပြီအဲ့တော့အလားတူဒီလိုပုံစံ stage မျိုးရောက်ခဲ့ရင်သူဒီဒါကတော့ဒီလိုဖြစ်နိုင်ပါတယ်ဆိုတော့ဒီ reflection မျိုးရှိတယ်ဒါကိုစူးစမ်းပြီးတော့သူကြော်ဖြတ်သွားလိမ့်မယ်အဲ့လိုပဲ intermediate level upper intermediate level မှာလည်းအဲ့လိုပဲအလားတူအခြေအနေမျိုးကြုံခဲ့ရဆိုရင်ဟာအရင် course ကတော့ငါလုံနိုင်ခဲ့ရပဲဒီ course မှာလည်းလုံနိုင်မှာပဲဆိုတော့စိတ်မျိုးကတော့တူကိုမှာ elementary ကျောင်းသားတွေထက်ပိုပြီးရှိရတော့အမှန်ပဲဒါကြောင့် elementary level ကိုတေချာလေးကျော်ဖြတ်နိုင်ဖို့အရေးကြီးပါတယ် elementary level ရဲ့ဒီ depression stage ကိုကျော်နိုင်တယ်ဆိုလို့ရှိရင်ကိုဒီနောက်ထပ် level တွေကိုဆက်ပြီးတော့လေ့လာနိုင်မဲ့ chance ကပိုပြီးတော့များရတယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ဘာကြောင့် elementary level ပြီးဖို့လိုအပ်တာလဲပေါ့နော် elementary level ဒီ level အားလုံးရဲ့အခြေခံဖြစ်တယ် elementary level မှာဆိုလို့ရှိရင်ခြေတို့ကဒါလုံးဝအခြေခံသိထားရမယ် grammar patterns တွေနောက် vocabulary functional language တွေကိုတခြားလေးစနစ်တကျသင်ပေးတယ်အဲ့ဒါအပြင်ဒီ skill လေးခုလုံးမှာလည်းဒါ input skill ဆိုလေ input skill ဒါစနစ်တကျသင်တယ်ပြီးလို့ရှိရင် output skill ဖြစ်တဲ့ writing speaking မှာဆိုလို့ရှိရင်လည်းစနစ်တကျသင်ပေးရပေါ့နော်အဲ့တော့ဒီဟာတွေကိုကရသွားတယ်ဆိုလို့ရှိရင်နောက်ထပ်တက်မဲ့ level တွေရဲ့အခြေခံအုံမြင့်ဖြစ်ပြီးတော့ဒါဆက်ပြီးတိုးတက်သွားဖို့ chance ပို့ပြီးတော့များပါတယ်အဲ့ဒီတော့ elementary level ကိုစနစ်တကျဒါလေ့လာခြင်းနဲ့ depression stage ရောက်ခဲ့ရဆိုလို့ရှိရင်လည်းတခြား guidance ကောင်းနဲ့ကြော်ဖြတ်ခြင်းနဲ့ level တွေဆက်ပြီးတော့လုပ်ဖို့ကိုမှရည်ရွယ်ချက်ရှိတယ်ဆိုလို့ရှိရင်တော့တခြား Paragon Education chat box ကနေပြီးတော့ elementary လို့လိုက်ထည့်လိုက်လို့ရပါတယ်ဒါဆိုလို့ရှိရင်ချေတို့ကelementary level မှာဘာတွေသင်ပြီးမှလဲ elementary level ပြီးရတဲ့ကိုယ့်အနေနဲ့ဘာတွေရသွားမှလဲဆိုတဲ့အချက်တွေကိုအသေးစိတ်ရှင်းပြပေးပါမယ်